ဒီနေရာကြီးကနည်းနည်းပြက်နည်းနည်းလေးမှောင်ကြောက်တော့ကြောက်တားလေးမဟုတ်ဝဲကျင်းမယ်ဒီမဟုတ်ဝဲကျင်းမယ်မဟုတ်ရင်ငါ့ကိုကျင်းမယ်မဟုတ်ဘူးလေကျင်းမယ်လိုက်ပါလားတောင်းကြီးတယ်ဗျာ တောင်လေးတစ်ယောက်တည်း ဘေးရတာလေမကြည့်နဲ့ဗျာမကြည့်နဲ့ဒီနဲ့မကြည့်နဲ့တားလိုက်ပါလားတရားသူတောင်းမကြည့်ရမယ့်နေရာလိုက်ဟုတ်လားကဲတားတို့တမီတို့နော်တားတို့တမီတို့မထီရမယ့်နေရာတွေကိုသိလားဒီပါလေ ဒီနေရာတွေလည်းပြောပါဦး ပြင်ပါပြော တင်းပေါင်း ပြီးတော့ အဲ့လေလို့နော်မကြိုက်ဘူးဆိုတဲ့အကြောင်းကိုပြောပြရမယ်ဟုတ်တယ်နော်နောက်တစ်ခုကကြတော့ပြန်ကြီး ဒီသားတို့သမီးတို့အနေနဲ့အကြောင်းသွားတဲ့ခါပဲပြီးပြီးပေါ့နော်ဒီတိတ်ဆိတ်တဲ့နေရာရောက်တဲ့ကြီးတဲ့နေရာတွေကိုမသွားသင့်ဘူးပေါ့နော်သွားမယ်ဆိုရင်အဖော်တွေဒါမှမဟုတ်ရှင်မိဘတွေနဲ့သွားသင့်တယ်တကယ်လို့အဲ့လိုမျိုးပေါ့နော်ကိုယ့်ကိုမချိတိလိုက်တဲ့နေရာတွေကိုလာရောက်တွေ့တာတွေဆိုရင်ရင်းပယ်ရမယ်နောက်တစ်ခုကကြောင့်ကိုယ့်ရဲ့မိဘတွေနော်ဆရာသမားတွေကိုပြောပြရမယ်ဟုတ်ပြီနော်အဲ့အပြင်လောလောဆယ်တော့မသားလေးကိုလာပြီးတော့မှထိတွေ့သွားတဲ့ဒီနှစ်ယောက်ကိုတရားစွဲဖို့အတွက်ကိုရက်ခတ်သွားကြပြီလားဘာနားလဲလိုက်ဘာနားလဲလိုက်လေ ဘာနားလဲလိုက်လဲဘာလို့ဆိုလို့လိုက်လဲ အဲ့ဒီပြောပါကိုဒီဟာလာကိုင်းပြီဆိုရင်ဘာပြောအောင် အကြည့်တယ် ကြည့်တယ်ပြီးသွားရင် no ဘယ်လိုပြောမလဲ မထီးနဲ့ မကြည့်နဲ့ဒါလေးကိုမှတ်ထားမယ်အဲ့ဆိုရင်ကဲအဲ့ဆိုလို့ရှိရင်ဆရာကကြပြလေးတစ်ပုဒ်တင်ပေးမယ်နော်အားလုံးလိုက်ဆိုကြည့်ရအောင်နော်လိုက်ဆိုမလား အဲ့ဆိုမဲ โอเคအဲ့ဆိုလို့ရှိရင်အရင်ဆုံးပေါ့နော်ကြည့်ထားမယ်ပေါ့နော်ပြီးရင်နောက်တစ်ခါကျအမူအရာလေးနဲ့လုပ်ကြည့်မယ်ဟုတ်ပြီနော်ကဲအားလုံးအချောင်းလာပြီမချီနဲ့မချီနဲ့ဒီနေရာတွေမချီနဲ့မချီနဲ့မချီနဲ့ဒီနေရာတွေမချီနဲ့အခြားသူကထိလာရေပြောရမှာက no အခြားသူကထိလာရေပြောရမှာက no โอเคနော်အဲ့ဆိုရင်စမယ်အားလုံးမတ်တက်လေးရလိုက်ရအောင်လိုက်လို့ကြည့်မယ်နော်မချီနဲ့ဒီနေရာတွေမချီနဲ့အခြားသူကထိလာရင်เนาะအဲ့ဒါဆိုလို့ရှိရင်ကိုယ့်ကိုเนาะဒီမထိမတွေ့မကင်တွေ့ရတဲ့နေရာတွေကိုတခြားသူဒစိမ့်နေရာတွေကလာရောက်ပြီးတော့ထိတွေ့လာမယ်ဆိုရင်ဘယ်လိုပြောရမှာလဲမချီနဲ့ဟုတ်ပြီเนาะဘယ်လိုပြောရမှာလဲအတိခံရမှာလားတကယ်လို့သူတို့ကဒီဥစ္စာပေါ့နော်ကိုမတိရမတွေ့ရတဲ့နေရာတွေကိုလာရောက်ထိတွေ့တော့မယ်ဆိုရင်ဘေးတွေကိုပြမလားမရပါဘူးဟုတ်တယ်နော်ဒါဆိုရင်ဒီသင်ခန်းစာလေးကတော့ဆရာတို့ပြောပြချင်တဲ့သင်ခန်းစာလေးကတော့ဒီလောက်ပါပဲအားလုံးနားလည်မယ်လို့ယူဆပါတယ်အားလုံးနားလည်ပါလားနားလည်ပါတယ်အဲ့ဆိုရင်အားလုံးကျေးဇူးတင်ပါတယ်